ရက်စစ်မီတက်စင်ရေးမှာမိသမားတွေအတုံးများတဲ့စကားပြော9ကြောင်း电线在哪里电线在哪里电线ဆိုတဲ့အဓိပ္ပာယ်ကဝါယာကျိုး电线在哪里ဝါယာကျိုးပမာလေး工具拿来工具拿来工具ဆိုတဲ့အဓိပ္ပာယ်ကကြတော့ကရိယာပေါ့နော်工具拿来ဆိုတော့ကရိယာတွေယူလာပေးပါ我需要一个螺丝刀我需要一个螺丝刀螺丝刀ဆိုတာကဝဲဦးလေကိုပြောတာ我需要一个螺丝刀ဝဲဦးလေပေးပါ电箱在哪里电箱在哪里电箱ဆိုတဲ့အဓိပ္ပာယ်ကမီတာပုံ电箱在哪里ဆိုတော့မီတာပုံပမာလေး这个电压是多少这个电压是多少电压ဆိုတဲ့အဓိပ္ပာယ်ကဘိုးအောင်ခေါ်တာ这个电压ဆိုတော့ဒီဘိုးအောင်是多少ဘယ်လောက်လဲ这个电压是多少ဒီဘိုးအောင်ဘယ်လောက်လဲ小心触电小心触电小心ဆိုတာတတိထား触电ဆိုတာကတက်လိုက်တယ်小心触电ဆိုတော့တက်လိုက်တဲ့တတိထား请关闭电源请关闭电源关闭ဆိုတာဒီဘက်ကပိတ်လိုက်တယ်ပေါ့နော်电源ဆိုတာကဒီ main ကိုခေါ်တာ请关闭电源ဆိုတော့ main ချလိုက်ပါဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ဒါဆိုရင်ဒီမီးလိုက်နဲ့ပတ်သက်တဲ့စကားပြောချို့ကိုသိလောက်ပြီထင်တယ်နော်谢谢大家下次再见